ဂလာပါရှင်လိုက်စာတီဗီရဲ့အပတ်စဉ်ဗုဒ္ဓဟူးညနဲ့စနေညမှာထုတ်လွှင့်နေတဲ့ဗမာတိုင်းသားဘာသာဖြစ်သတင်းတင်ဆက်မှုအစီအစဉ်မှကြိုဆိုလိုက်ပါတယ်။ယနေ့ညတင်ဆက်ပေးမယ့်သတင်းတွေကတော့တိုက်ပွဲသတင်းဝိုင်းမော်မန်တောင်ချန်ထွဲလိမ္မော်တီးဈေးမရတဲ့အတွက်ချမ်ပိုင်ရှင်များအရှုံးပေါ်နေတဲ့သတင်းကြံတင်ပို့သွင်းနိုင်ဖို့သက်ဆိုင်ရာတရုတ်ကုမ္ပဏီများအွန်လိုင်းကနေဆွေးနွေးမှုပြုလုပ်တဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ကဲရဲ့အမတ်ကိုတပ်မဟာအမတ်26တပ်ရင်းနေမြေညောင်ထောက်အနီးတဝိုက်မှာဒီဇင်ဘာ1ရက်နေ့မနက်6နာရီအချိန်ခန့်ကစစ်ကောင်စီတပ်နဲ့ကဲရဲ့တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားပါတယ်။စစ်ကောင်စီတပ်ခလာရ40နှစ်ခြေလင်တပ်ရင်မှအင်အား90ခန့်ကကဲရဲ့တပ်စခန်းရှိရာအနီးတဝိုက်ခြေတက်လာတာကြောင့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။၎င်းစစ်ကောင်စီတပ်မှအဖွဲ့နှစ်ဖွဲ့ခွဲကလှုပ်ရှားလာတာဖြစ်တဲ့အတွက်နေ့လယ်12:30ခန့်အချိန်ထိတိုက်ပွဲဖြစ်ပွားမှုရှိကြောင်းရှေ့တန်းစစ်မြေပြင်သတင်းအရသိရပါတယ်။စစ်ကောင်စီတပ်ခလာရ40အဖွဲ့ဟာဂျာရာယောင်မတာပူအကွေလုံချောင်းဝနဲ့တောင်ရှည်အထိစစ်ရေးလှုပ်ရှားနေတဲ့အဖွဲ့ဖြစ်ပါတယ်။ကံရအမတ်26တပ်ရင်းနေမြေမှာပြီးခဲ့တဲ့နိုဝင်ဘာလ25ရက်နေ့ညတွင်လဲစစ်ကောင်စီတပ်မှဂျက်ဖိုက်တာ2စီးဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ရှင်။ဝိုင်းမော်မန်တောင်ကျေးရွာချန်သက်လိမ္မော်တီယခုနှစ်မှာဈေးမရတဲ့အတွက်လိမ္မော်တီချန်ပိုင်ရှင်များအရှုံးပေါ်နေတယ်လို့သိရပါတယ်။ကိုဗစ်နဲ့လက်ရှိဖြစ်ပွားနေတဲ့နိုင်ငံရေးအခြေအနေကြောင့်လမ်းပန်းဆက်သွယ်ရေးခီးတွားမရတဲ့ပြဿနာတွေကြောင့်လိမ္မော်တီဈေးဝယ်လူအားနှုန်းကျဆင်းပြီးချန်ပိုင်ရှင်များအရှုံးပေါ်နေတယ်လို့သိရပါတယ်။ယခင်နှစ်မှာလိမ္မော်တီတစ်လုံး300ကျပ်400ကျပ်နဲ့ရောင်းချနိုင်ပေမဲ့လိမ္မော်တီခြံတွင်အသုံးပြုတဲ့မြေဩဇာတွေဈေးတက်တာကြောင့်လိမ္မော်တီကိုတင်ရောင်းရတာမျိုးတွေရှိတယ်လို့လည်းသိရပါတယ်။ကိုဗစ်ရောဂါကြောင့်ဈေးဆိုင်များမဖွင့်တဲ့အပြင်ပွဲဈေးများမရှိတဲ့အတွက်ယခုနှစ်လိမ္မော်တီဝယ်ယူသူနေပါပြီးချမ်ပိုင်ရှင်များအခက်အခဲဖြစ်နေကြောင်းလည်းသိရပါတယ်ရှင်။ဆုငိုင်စုကျေးရွာရှိရွာသားများရဲ့ကြံပြင်းများကိုတရုတ်ပြည်တို့တင်ပို့နိုင်ရန်တရုတ်ပြည်ရှိကြံကုမ္ပဏီများနဲ့အွန်လိုင်းကနေဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့ဒေတာခန့်များမှသိရပါတယ်။တရုတ်ပြည်ဘက်ကနေကြံကားများမြန်မာနေဆက်တို့လာလို့မရတဲ့အတွက်တရုတ်ပြည်နေဆက်ဂိတ်ထိကြံပို့နိုင်ဖို့ဆွေးနွေးခဲ့တာဖြစ်ကြောင်းဦးမရန်တွန်းနန်ကအခုလိုပြောပါတယ်ဒီနေ့ကတရုတ်ပြည်ကကြံကားများမြန်မာပြည်ထဲဝင်ထွက်သွားလာခွင့်ပိတ်ထားတဲ့အတွက်ကျွန်တော်တို့ဘက်ကကားကိုရှာပြီးတော့တရုတ်ပြည်နေဆက်ဂိတ်ထိကြံသွားပို့ရမှာဖြစ်တယ်ယခင်နှစ်ကကြံတခါတင်ပို့ရန်30တန်တင်ပို့ရတာဖြစ်ပြီးယခုနှစ်တန်30ခန့်တင်ပို့ရမယ်လို့ကြံကုမ္ပဏီဘက်ကပြောလာတာကြောင့်ကုန်ကူးဖို့ရန်ကားခက်ခဲရှိလာနိုင်တယ်လို့လည်းသိရပါတယ်။ယခင်နှစ်မှာနိုဝင်ဘာလကနေကြံတင်ပို့နိုင်တာဖြစ်ပေမဲ့ယခုနှစ်မှာကြံရာသီရောက်လာပေမဲ့နင်းဆက်ကိတ်များပိတ်ထားတဲ့အတွက်ယခုချိန်ထိကြံမခုတ်နိုင်သေးပဲကြံခုတ်ရာသီလွန်သွားပြီးကြံထွက်နှုန်းကျဆင်းသွားမှစိုးရိမ်တယ်လို့လည်းသိရပါတယ်ရှင်။လိုက်စာတီဗီရဲ့ယနေ့ညဗမာတိုင်းသားဘာသာဖြင့်သတင်းတင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်ပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်။